အားလုံးပဲမင်္ဂလာပါ Henry English Diary ကနေရောက်စီတန်းကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့အင်္ဂလိပ်စာဘာသာစကားလေ့လာနည်းဆိုတဲ့အရာလေးကိုမိတ်ဆွေတို့ကို sharing လုပ်ပေးချင်ပါတယ်အဲ့တော့အင်္ဂလိပ်စာဘာသာစကားနဲ့ပတ်သက်ပြီးတော့ကျွန်တော် Henry English Diary ဆိုတဲ့ Facebook page မှာကျွန်တော်ဗီဒီယိုတွေတင်ပေးထားတာတွေရှိပါတယ် YouTube channel မှာဆိုရင်တော့စာလုံးရေးစလို့ရိုက်ထည့်လိုက်လို့ရှိရင်ကျွန်တော် channel ပေါ်လာမှာဖြစ်ပါတယ်ဆိုတော့စာလုံးရေးစမှာတော့အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ grammar တွေကိုတင်ထားတာဖြစ်ပါတယ်ဒီမှာတွားရောက်လေ့လာလို့ရပါတယ်ကျွန်တော်ရဲ့ first comment မှာလည်းကျွန်တော်ရဲ့ channel ရဲ့ link လေးကိုပေးထားပါမယ်နော်အင်္ဂလိပ်စာဘာသာစကားလေ့လာနည်းဆိုတော့တကယ်တော့များများဆက်ဆက်မလို့ဘူးလူတစ်ယောက်ကအင်္ဂလိပ်စာစကားကိုရေးတတ်ချင်တယ်ပြောတတ်ချင်နံပါတ်1လုပ်ရမယ်လို့က grammar ကိုအသေးသေးချာချာလေ့လာသင်ယူရမယ် grammar လို့ပြောတဲ့နေရာမှာအများများစားစားကြီးလေ့လာစရာမလိုဘဲနဲ့အခြေခံတည်တင်တည်ထိုက်တဲ့လောက်တည်ဖို့အတွက်ကိုလေ့လာသင်ယူရပါမယ်အင်္ဂလိပ်စာကိုရေးတတ်ချင်တာပဲမဟုတ်ပဲပြောတတ်ချင်တဲ့လူတွေအတွက်ကတော့ကျွန်တော်အင်္ဂလိပ်စကားပြောနည်းလှုပ်ဝက်ချက်ဆိုတဲ့ S လဲသူကလေ့လာမှာဖြစ်ပါတယ် G ရဲ့ S ကပါနံပါတ်3ချက်ကတော့အင်္ဂလိပ်စာမှာရေးတတ်ချင်တယ်ပဲဖြစ်ဖြစ်ပြောတတ်ချင်တယ်ပဲဖြစ်ဖြစ်မဖြစ်မနေလုပ်ရမှာက R ပါ R ဆိုတာ range လို့ကျွန်တော်ခေါ်တယ်သူကတော့အင်္ဂလိပ်စာရဲ့စကားလုံးတွေဖြစ်ပါတယ်เนาะအင်္ဂလိပ်စာရဲ့စကားလုံးတွေရဲ့ကျွန်တော်တို့အင်္ဂလိပ်စာရဲ့ G လို့ခေါ်တဲ့ grammar နဲ့ပေါင်းစပ်လိုက်မှရေးလို့ရမယ် G နဲ့ R နဲ့ကိုကြည့်မှာမိတ်ဆွေမြင်နေရတဲ့ G နဲ့ R နဲ့တွေ့ပြီဆိုရင်ရေးလို့ရပြီ G နဲ့ R နဲ့နောက်တစ်ခု S ပါတည်မယ်ဆိုရင်ပြောလို့ရပြီအဲ့တော့ဘာသာစကားတစ်ခုဆိုတော့များများဆဆလေးလာသင်ယူစရာမလိုဘူးဒီ G ရယ် S ရယ် R ရယ်ကိုတည်ရင်ရတော့တာဖြစ်ပါတယ်အဲ့တော့ G ကိုတော့ကျွန်တော်ရဲ့ YouTube channel မှာအခြေခံတည်ထိုက်တဲ့လောက်เนาะတည်ရမယ် basic grammar ကိုအခမဲ့ပညာဒါနသင်ပေးထားတာရှိပါတယ်တခုချင်းဒီတွားရောက်လေ့လာလို့ရပါတယ်ပြပေးရမယ်ဆိုကျွန်တော် YouTube channel ကိုတွားတဲ့အခါမှာဟာလာစာလုံးရေးစလို့ရိုက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုတွေ့ရမှာဖြစ်ပါတယ်နှိပ်လိုက်ပါပြီးရင်ဒီမှာကျွန်တော် playlist တွေကိုတွားပါအဲ့ဒီမှာကျွန်တော်တို့ဒီမှာbasic grammar များဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့မှာကျွန်တော်ဗီဒီယိုတွေကိုအစီအစဉ်လိုက်တင်ထားတာဖြစ်ပါတခုချင်းဒီကျွန်တော်တို့เนาะတခုချင်းဒီဝင်ရောက်လေ့လာလို့ရပါတယ်တခုချင်းဒီဝင်ရောက်လေ့လာလို့ရပါတယ်ဒါအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ G ကိုကျွန်တော်အကြံပေးချင်တာပါပေါ့စကားလုံးတွေကတော့ကျွန်တော်ဒီခေတ်ကြီးမှာဖုန်းတွေအင်တာနက်တွေရှိရင်ပဲလေ့လာလို့ရတာဖြစ်တဲ့ကြောင့်မို့ဟာလာYouTube channel တွေ Facebook channel တွေအထူးသဖြင့်ကျွန်တော်ရဲ့ channel တွေမှာလည်းစကားလုံးတွေနေ့ရက်စဉ်တိုင်းဝင်မြပေးရစီစဉ်ရှိတယ်အဲ့ဒါကိုသွားကြည့်နေရင်လည်းစကားလုံးတွေစုဆောင်းထားလို့ရတယ်နောက်တစ်ခုအင်္ဂလိပ်စာရဲ့စကားပြောနည်းလှုပ်ဝက်ချက်ကလည်းကျွန်တော်ရဲ့ Henry English Diary ဆိုတဲ့ channel page မှာပဲကျွန်တော်I အားလို့တင်ပေးသွားမယ်အဲ့တော့မိတ်ဆွေတို့ဒီ G ရဲ့ S ရဲ့ R ရဲ့တည်သွားပြီဆိုရင် English ကရေးလို့ရပြီပြောလို့ရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ်